အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကဒါ Samsung phone တွေပေါ့နော်ဒီ firmware version 7 region 7ပြပြချင်တယ်ပေါ့အဲ့တော့ကျွန်တော်က Samsung phone တွေ firmware တင်ချင်တာပဲဖြစ်ဖြစ် FRB လောက်ဖြုတ်ချင်တာပဲဖြစ်ဖြစ်ဒါသူ့ရဲ့ bit version တွေ region တွေတည်ထားရင်ပို့ပြီးတော့ကောင်းတယ်လောက်ရကန်ရတာပို့လွယ်ကူတယ်ပေါ့နော်အဲကြောင့်ဒီနေ့မှာကျွန်တော်ကဒါ SAN-FW2 နဲ့ bit version 7လေးပြပြချင်ပါတယ်အဲ့ဆိုတော့အခုကျွန်တော်က FRB ဖြီးခြင်းနဲ့ဖုန်းတစ်လုံးပေါ့နော်စမ်းပြီးတော့စစ်ပြချင်ပါတယ်အဲ့ဆိုရင်စစ်ဖို့အတွက်လိုအပ်တဲ့ software ကကျွန်တော် SAN-FW2 ပေါ့နော်ဒါလေးသုံးလိုက်မယ်အဲ့ဆိုဒါလေး down နဲ့ပုံစံလေးအရင်ဆုံးကြည့်အောင်နော်အဲ့ဆိုရင်ကျွန်တော်အရင်ဆုံး Google ပဲတွားလိုက်မယ် Google တွားပြီးသွားရင်ကျွန်တော် SAN-FW2 ပေါ့နော်အဲ့လိုလေးရှာပြီး SAN-FW2 လို့ရှာလိုက်တာနဲ့ဒီမှာ SAN-FW2 ဆိုပြီးတော့ထွက်လာနော်ထွက်လာရင်တစ်ချက်နှိပ်ပြီးဝင်လိုက်ကျွန်တော်တို့ download link ကလာချင်းမတွေ့ဘူးဟိုးအောက်လေးဆွဲချဟိုးအောင်နာလေးမှာเนาะဒီမှာ download link ဆိုတာတွေ့မယ်ဒီမှာ link ကနှစ်ခုရှိတယ်အဲ့နှစ်ခုတွေကကိုကြိုက်တဲ့ link နဲ့ download ရတယ်เนาะတခါလေတချို့ set တွေမှာ error တက်တယ်ဆိုရင်လည်းဒါလေး down ပြီးသွင်းရတယ်เนาะဒါပေမဲ့ဒါက Windows version နေတဲ့ Windows တွေအတွက်ထင်တယ်เนาะအဲ့တော့ကျွန်တော်ကဒီ link လေးကိုပဲတစ်ချက်နှိပ်ပြီးတော့ down လိုက်ဒီတော့ down ပြီးသွားပြီဆိုရင်ကျွန်တော်တို့ခါတိုင်းလိုပဲပေါ့ဒီ AIA ဖွင့်မယ်ပြီးရင် extract to နဲ့ file ကိုအရင်ဆုံး extract ဖြီးချလိုက်နော် desktop ပေါ့ desktop ပေါ်သူက setup exe အနေနဲ့ရှောက်မယ်နော်ရှောက်ပြီးဆိုရင်ကျွန်တော်တို့ double click နှိပ်ပြီးတော့ဖွင့်ကြည့်ဒါဆိုရင်တော့ virus လို့သတ်မှတ်တယ်ပေါ့နော် Windows Defender အဲ့ဆိုကျွန်တော် Defender လေးတော့ခဏပိတ်ပြီးတော့တွင်းမယ်နော်Defender ပိတ်တယ်ကျွန်တော် set မောင်းလိုက်တယ်ဒီ SAN-FW2 ရဲ့ကောင်းတဲ့ချက်ကတော့ Defender တောက်လျှောက်ပိတ်ထားစရာမလိုတွင်းပြီးတာနဲ့ပေါ့နော်ပြန်ဖွင့်လိုက်လို့ရတယ်နော် Defender ဆိုတာကျွန်တော်တို့ Windows Security ကိုပြောချင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော် SAN-FW2 ကတွင်းပြီးဆိုတော့ဒီမှာ shortcut ထွက်သွားနော် shortcut ထွက်သွားပြီဆိုကျွန်တော် double click နဲ့ဖွင့်လို့ရပြီနော်double click နဲ့ဖွင့်လိုက်တော့ဒီလိုလေးပြမယ်နော်ဒီလိုလေးပြပြီးရင်ကိုကဒီမှာပေါ့နော် Samsung phone ချိတ်ထားတယ်ဆိုရင်တော့ဒီမှာ Samsung mobile ဆိုပြီးတော့လာပြနေနော်အဲ့တော့ Samsung phone ကိုမရှိတော့မချိတ်ရသေးဘူးဆိုရင်ကိုက FRB အနေထားတော့မဟုတ်ဖုန်းပွင့်နေတဲ့အနေထားမှာကြိုးချိတ်လိုက်ပေါ့နော်ခုတော့ဒါကျွန်တော် FRB ကျနေတဲ့အနေထားမှာကြိုးချိတ်တယ်နော်ကြိုးချိတ်ပြီးရင်ဒီလိုမျိုးလေးတက်ပြီးဆိုရင်ရပြီပေါ့နော်ဒီလိုမျိုးမတက်ခဲ့ဘူးဆိုရင်တော့ကျွန်တော်အောက်မှာ link ချပေးထားတဲ့ Samsung driver ကိုအရင်သွင်းပေးဖို့လိုမယ်နော် Samsung driver သွင်းပြီးတော့ဒီလိုတက်ပြီးဆိုရင်နော်ဒီလိုမျိုးတစ်ကြောင်း NTP ဆိုပြီးတက်နေပြီဆိုရင် info မှာ Samsung NTP info နှိပ်ကြည့်လိုက်ပေါ့ဒါဆိုရင်တော့ဖုန်းရဲ့ information တွေဖတ်ပြီးတော့ဒါ information တွေထွက်လာပြီဖြစ်ပါတယ်အဲ့တော့ information ထွက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဘာကြည့်လို့ရလဲဆို CSC ပေါ့နော် CSC ဆိုတဲ့နေရာမှာ KTC လို့ပြရတယ်ဆိုရင်ဒါသူ့ရဲ့ region code ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာမြင်ရလဲဆိုအပေါ်မှာသူ့ရဲ့ model number ပါမြင်ရတယ် SMF conjected ending ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကလေ့လာကြည့်ရအောင်နော်သူ့ရဲ့ဒီ Samsung firmware website က sanfw.com ပဲနော်အဲ့ဒါ Samsung firmware website ကိုတွားမယ်သွားပြီးရင်ခုနကတော့ကျွန်တော်တို့ရလာတဲ့ model ဒီ set bound ကိုအထည့်ရှာမယ်နော် SMF conjected ending အဲ့ဒါ Samsung Z Flip 3 5G ဆိုပြီးတော့ reset ထွက်လာနော်အဲ့ reset ကိုကျွန်တော်နှိပ်လိုက်တာ ਨੇ ဒီမှာ region ၄မျိုးလောကကိုရီးယားအဲ့တော့ဒီကောင်ကကိုရီးယားကနေ region ပေါ့နော်ကိုရီးယားလာတဲ့အလုံးလို့ယူဆလို့ရတယ် Samsung ကကိုရီးယားဆိုပေမဲ့ဒီမြန်မာနိုင်ငံပို့တဲ့အလုံးတော့မဟုတ်အာရှပို့တဲ့အလုံးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ region လေးကတော့အတိအကျဆို KTC ပေါ့နော် KTC ကိုနှိပ်လိုက်မယ်ဆိုရင်ဒါလက်ရှိသူ့မှာတင်လို့ရတဲ့ version တွေထွက်လာတယ်အဲ့တော့ကျွန်တော်တို့လက်ရှိဖုန်းကပေါ့နော် bit version ဘယ်လောက်လဲဆိုတော့ဘယ်လိုကြည့်မလဲဆိုရင်ဒီ
AP ရဲ့ဘေးရပါနော် S8 တော့မဟုတ် U8 ပေါ့ဒီကြားတွေက number လေးကိုကျွန်တော်တို့ကြည့်ပေးရတယ်နော် S8 တော့မဟုတ် U8 အနောက်က JYBD နော်အနောက်က JYBD အဲ့တော့ကျွန်တော် JYBD ကိုလိုက်ရှာလိုက်ဒီမှာတွေ့ပြီနော်ဒီမှာ S8JYBD အဲ့တော့သူ့ရဲ့ bit version ဒီလက်ရှိအနေထားမှာနော်အဲ့လိုပြတယ်အဲ့တော့ Android version မှာကျွန်တော်တို့တည်သွားပြီ bit version တည်ရင် Android version တည်သွားပြီနော်ဒီမှာ14 S8JYBD ဒီ bit 8ထွက်တဲ့ date ပါကျွန်တော်တို့တည်ပြီဘာလို့ဆိုတော့ကျွန်တော်တို့ date တွေပါလို့လေးလာဖို့လို့လဲဆိုတော့ FRB ဖြစ်ရင် security တည်ရင်ပိုကောင်းတယ်အဲ့တော့ security ကျွန်တော်တို့ဘယ် date security လဲသိမယ် Android version ဘယ်လောက်လဲဆိုတာသိမယ် Android 15ကလက်ရှိအနေထားမှာနောက်ဆုံးပဲအဲ့တော့16တင်လို့ရလားဆိုဒီဖုန်းဒီ16တင်လို့မရဘူးနော်အဲ့ဒါလေးကျွန်တော်တို့လေ့လာခွင့်ရမယ်အဲ့ဆိုတော့ကျွန်တော်တို့firmware down ကျင်တယ်ဆိုရင် Samsung မှာပေါ့နော်သူ downgrade လုံးဝမရဘူးအဲ့တော့လက်ရှိကိုယ့်ရဲ့ဖုန်းက8ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့7ဆင်းချင်တယ်ပြီးဆင်းလာဆိုမရဘူးအဲ့တော့8ဆိုရင်လက်ရှိ8 fine တင်လို့ရတယ်9တင်လို့ရတယ်သူ9ပြီးရင်10မလာဘူး ABC နဲ့တွားတယ်နော်အဲ့ဒါကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ Samsung phone နေဒါ information စစ်လို့ရတယ်နောက်တစ်ခါ Samsung phone နေ FRB ပါမပါကိုစစ်ချင်တယ်ဆိုရင်ဒီ FRB status မှာဒီလိုမျိုးအနီစာတန်းနဲ့ပေါ့နော် Tiger တို့ lock တို့ပြနေတာ FRB lock ရှိတယ်မဟုတ်ဘဲနဲ့ပေါ့ဒီနေရာမှာ unlock လို့ပြနေတယ်ဆိုရင် FRB lock မပါဘူးဆိုတဲ့အကြောင်းလေးကိုပြောရင်းနဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ